Buddha Story မှာကျူဆိုပါတယ်ဒီနေ့တင်ဆက်ပေးမယ့်ဖျားလောင်းစတော်ကတော့ဘူရီဒတ်နဂါမင်းသားစတော်ပဲဖြစ်ပါတယ်ရှိတုန်းကနဂါပြည်မှာဘူရီဒတ်ဆိုတဲ့နဂါမင်းသားတစ်ပါးရှိတယ်သူဟာဖျားအလောင်းတော်ပဲငယ်စဉ်ကလေးကတီလာနဲ့ပြည့်စုံပြီးဉာဏ်ပညာလေးထက်မြက်တယ်တနေ့မှာသူစဉ်းစားမိတယ်နဂါပြည်မှာစီးစိမ်တွေအပြည့်ရှိပေမဲ့ဒီစီးစိမ်တွေကတီလာဆောက်တည်ဖို့အနှောက်အယှက်တွေပဲငါတကယ်ကြင့်ကြံခြင်းတဲ့တီလာတရားကိုလူပြည်မှာသွားပြီးကျင့်မယ်ဒါနဲ့ဘူရိဒတ်ဟာလူပြည်ကိုတက်လာတယ်ယမုနာမြစ်ကမ်းဘေးကခြာတောင်ဖိုးကြီးတစ်ခုပေါ်မှာနေရာယူလိုက်တယ်သူ့ရဲ့အစီအစဉ်ကဒီလိုမှာနေဝင်ရင်နဂါပြည်ကနေလူပြည်ကိုတက်လာမယ်ခြာတောင်ပိုးပေါ်မှာနဂါခန္ဓာကိုယ်ကြီးကိုခွေပြီးတညလုံးတီလာဆောက်တည်မယ်တီလာဆောက်တည်ရင်ငါရဲ့အရေးအသားအယိုးသွေးကိုဘဲတူလာယူငါခုခံမှာမဟုတ်ဘူးလို့အတိတ်ထန်ထားမယ်မိုးတောက်ရင်နဂါနဲ့သမီးတွေလာကြိုပြီးနဂါပြည်ကိုပြန်သွားမယ်ဒီလိုနဲ့နေ့စဉ်ညတိုင်းဘူရိဒတ်ဟာတီလာကိုတင်းကျပ်စွာကျင့်ကြံနေခဲ့တယ်သူ့ရဲ့ခန္ဓာကိုယ်ကအယောင်တွေဝင်းလက်နေပြီးမျက်လုံးတွေကပတ်သမားလိုတောက်ပတ်နေတယ်ဒီနေ့မှာတော့အလံပါယာနာဆိုတဲ့ပုံနာတယောက်ဟာတောထဲမှာလှည့်လည်ရင်းနဂါးတွေကိုဖမ်းနိုင်တဲ့ဂါထာမန်တန်တစ်ခုကိုရလာတယ်သူဟာနမေကြီးချင်တဲ့အတွက်နဂါးတစ်ကောင်ကိုဖမ်းပြီးလူတွေရှေ့မှာပြချင်နေတယ်ဒီချိန်မှာပဲမူဆိုးတယောက်ဟာညဘက်တော်တဲ့အမဲလိုက်ရင်ဘူရီဒတ်ရဲ့လူရှို့ရက်ကိုတွေ့သွားတယ်နဂါးမင်းသားကသူ့ကိုလူရှို့ရက်မပေါက်ကြဖို့နဂါးပြည်မှာတစ်နှစ်လောက်ဇိမ်ခံနေခွင့်ပေးခဲ့တယ်ဒါပေမဲ့မူဆိုးကနဂါးပြည်မှာမနေချင်တော့ပဲလူပြည်ကိုပြန်လာခဲ့တယ်ပုန်နာကနဂါးဖမ်းဖို့လိုက်နေတာကိုမြင်တော့လောဘတက်သွားတယ်ဒီပုံနာကိုဘူရိဒတ်ရှိတဲ့နေရာပြောပြရင်စုချလိမ့်မယ်လို့တွက်နေတယ်။တားဖြစ်သူကအဖေမလုပ်ပါနဲ့။ဘူရိဒတ်ကကျွန်တော်တို့ကိုယုံကြည်ခဲ့တာပါ။ဖုန်သားမြတ်တော်လေမုတ်ဆိုးတီနားမထောင်ခဲ့ပြီ။သူဒီပုန်နာကိုချက်တောင်ဖို့စီတော့ခေါ်ဆောင်သွားပြီးဘူရိဒတ်ရှိရာနေရာကိုပြသခဲ့သည်။ငင်းရန်တို့ရောက်ရှိလာသည်။ဘူရိဒတ်သည်ချက်တောင်ဖို့ပေါ်တွင်နဂါးခန္ဓာကိုယ်ကြီးကိုခွေးလျက်တီလာဆောက်တည်နေ၏ထိုစဉ်ပုန်နာကဂါထာမန္တန်မြကိုရွတ်ဖတ်လိုက်လေသည်ဘူရိဒတ်သည်ထွတ်ပြီးလို့စိပေါ်ပေါက်တော်လေမိမိ၏အတိတ်ထံကိုပြန်လဲတရိယာမိသည်မိသူပင်လာရောက်ဖမ်းဆီးပါစေငါသည်တွန်းပြန်ခုခံမိမဟုတ်ထို့ကြောင့်သူသည်ကြောက်ရွံ့တုန်ညံနေတော်လေငြိမ်သက်စွာသည်နေလိုက်ရှာသည်ပုံနာသည်သူ့ကိုဖမ်းဆီး၍ချင်းတောင်တကူထဲသို့ထည့်လိုက်သည်ထို့နောက်ရွာစဉ်လက်လေကမြို့ပြများတိုင်အောင်နဂါအတက်ဖြင့်လှဲ့လေပြတာလီတို့သည်ငွေကြီးအနီရောင်ပြောင်းစမ်းအခုအပြာရောင်ပြောင်းရေရီမုတ်ထုတ်စမ်းမိခိုးတွေထုတ်စမ်းဟုခိုင်းစေလေသည်ဘူရိဒတ်သည်လည်းမိမိတန်ကိုခင်အယောင်အမျိုးမျိုးပြောင်းလဲခြင်းရေနံ့မိခိုးများမုတ်ထုတ်ခြင်းကပြတ်ခြင်းတို့ကိုပြုလုပ်ခဲ့ရသည်ကြည့်ရှုသူလူအပေါင်းတို့သည်အံ့အားသင့်ကပုံနာအားငွေကြေးအမြောက်အများပေးခံကြသည်ဘူရိဒတ်မှမူစိတ်ထဲတွင်အလွန်ပင်ဆင်းရဲဒုက္ခရောက်နေတော့လေမိမိ၏ဒီလာကိုမဖောက်ဖျက်မိစေရန်သာအားထုတ်နေလေသည်ဘူရိဒတ်ကြောက်ဆုံးသွားသည့်အတွက်နဂါးပြည်တွင်အကိုတော်သူဒသနာနှင့်ညီမတော်တို့သည်အလွန်ပင်စိုးရိမ်မကင်းဖြစ်နေကြသည်သူဒသနာသည်ယတိအစွင်ဖန်ဆင်းကလူပြည်သို့ဆင်း၍ရှာဖွေလေသည်ညီမတော်အစီယာကလည်းဖားငယ်လေးအစွင်ဖြင့်သူ၏စံထုံးကြားတွင်ပုံအောင်ကလိုက်ပါလာခဲ့သည်နောက်ဆုံးတွင်ပါရာဏသီမြို့သို့ရောက်ရှိလာပြီးလူစုလူဝေးကြီးရှိရာသို့တွားရောက်ကြည့်ရှုခဲ့သည်ထိုနေရာတွင်ချင်းတောင်းထဲ၌ရှိနေသောညီငယ်ကိုတွေ့လိုက်ရလေသည်ဘူရိဒတ်သည်အကိုထီသူကိုမြင်လိုက်ရသောအခါချင်းတောင်းထဲမှခေါင်းဖြူထွက်လာပြီးအကိုရှိ၌ငိုကြွေရှာသည်သူဒသနာသည်လည်းညီငယ်ကိုကြည့်ကမျက်ရည်ကျမိလေသည်ထိုအချင်းအရာကိုမြင်သောပုန်နာကလူအများကိုစိတ်အေးစေရန်မကြောက်ကြပါနဲ့ဒီမွေကအစိတ်မရှိပါဘူးဟုလင်လေဘလော့ဆူလိုက်လေသည်သူဒသနာကဘယ်အစိတ်မှငါ့ကိုမနာစေနိုင်ဘူးလို့ပြန်ပြောလိုက်တယ်
ဒီစကားကြောင့်ပုံနာဒေါသထွက်သွားတယ်မင်းရဲ့တန်ကိုးကိုပြဆန်းလို့စိန်ခေါ်တယ်သူဒသနာဟာသူ့ရဲ့ညီမအက်ဆက်ရာကိုစံထုံးတဲ့ကနေထုတ်ခေါ်လိုက်တယ်ညီမဖြစ်သူကနဂါမင်းသမီးဖြစ်ပြီးအစိတ်ပြင်းထန်နေသူပါသူဒသနာကညီမကိုသူ့လက်ထဲအစိတ်30ထည့်ခိုင်းတယ်ပြီးတော့ပေါ်နာနဲ့လူတွေကိုပြတယ်ဒီအစိတ်တစ်ဆက်တဲနဲ့တင်ဘာရာနတီမြို့ကြီးတစ်မျိုးလုံးပျက်စီးနိုင်တယ်ပြရမလားဒီစကားကိုကြတော့ပုံနာရောလူတွေပါအယမ်းကြောက်သွားကြတယ်ဒါနဲ့လူတွေဟာအစိတ်ကိုဘယ်လိုဖျက်ဆီးရမလဲဆိုပြီးအသေးအတန်လှုပ်ကြတယ်မြေကြီးထဲမှာတွင်းကြီး3တွင်းတူးတယ်ပထမတွင်းကိုနွားကြီးတွေနဲ့ဖြည့်တယ်ဒုတိယတွင်းကိုနွားချင်းငယ်ရည်တွေနဲ့ဖြည့်တယ်တတိယတွင်းကိုဆေးဖက်ဝင်အပင်တွေနဲ့ဖြည့်တယ်ပြီးတော့အစိတ်ကိုပထမတွင်းထဲလောင်းချလိုက်တယ်အစိတ်ကနွားကြီးတွေကိုလောင်းကျွမ်းသွားတယ်ဒုတိယတွင်းထဲစီးသွားတော့နွားချင်းငယ်ရည်တွေစုပွက်ကုန်တယ်တတိယတွင်းထဲရောက်တော့မှဆေးဖက်ဝင်အပင်တွေကအစိတ်ကိုဖြည့်ပြောက်သွားစေတယ်ဒီလိုနဲ့တစ်မျိုးလုံးဘေးမှာလွတ်သွားတယ်ဒီမြင်ကွင်းကိုတွေးလိုက်ရတဲ့ပုံနာဟာကြောက်လန့်တကြားနဲ့ကျွန်တော်နဂါမင်းသားကိုလွတ်ပေးပါမယ်လို့သုံးချိန်တိုင်အောင်အော်ပြောပြီးပူရီဓာတ်ကိုလွတ်ပေးလိုက်တယ်ပူရီဓာတ်ဟာချင်းတောင်ထဲကမိထွက်လာတယ်သူ့ရဲ့တန်ကိုးတော်နေနဲ့မူလနဂါမင်းသားအတွင်ကိုပြန်ဖန်ဆင်းလိုက်တယ်တကူလုံးအယောင်တွေဝင်းလက်ပြီးခန်းခန်းနာနာပေါ်လာတယ်လူတွေအားလုံးအံ့တော်တကြီးကြည်နေကြတယ်ညီအကိုနှစ်ယောက်ဟာဝမ်းသာစွာပွေဖက်ကြတယ်ပြီးတော့သူတို့ရဲ့ပကြီးတော်ဖြစ်တဲ့ဘာရာနတီဘရင်ကိုဖူးတွေ့ကြတယ်ဘရင်ကြီးကလည်းသူတို့ကိုတူတော်ဒီအဖြစ်အတိမတ်ဖြူပြီးကြိုဆိုခဲ့တယ်မကောင်းတဲ့ပုံနာကတော့အဲ့ဒီကနေတိတ်တဆိတ်ထွက်ပြေးသွားပြီးဘသူမှပြန်မတွေ့ရတော့ဘူးဘူရိဒဟာနဂါပြီကိုပြန်သွားတယ်သူ့ဘဝတလက်ရှောင်လုံးတီလာကိုစောင့်ထင်ခဲ့ပြီးကွယ်လွန်တဲ့အခါမှာတော့နတ်ပြီကိုလာရောက်ခဲ့တယ်ကဲပရိသတ်တွေဒီဇလန်လေးကတော့ဖျားအလောင်းတော်ဘူရိဒနဂါမင်းသားရဲ့တီလာကိုဘဲအခြေအနေမှာပဲဖြစ်မဖောက်ဖျက်တင်ဖို့ဘူရိဒဟာဖန်ဆီးခံရတဲ့အခါမှာတော့သူ့ရဲ့အတိတ်ထံကိုမဖောက်ဖျက်တဲ့ဘူးလောဘဟာလူကိုသစ္စာဖောက်တဲ့အထိဖြစ်စေတယ်မူဆိုဟာလောဘကြောင့်ဘူရိဒကိုသစ္စာဖောက်ခဲ့တယ်ညီအစ်ကိုမေတ္တာဟာအလွန်တန်ဖိုးရှိတယ်စုဒတနာဟာညီဖြစ်သူကိုကဲဖို့အစွမ်းကုန်ကြိုးစားခဲ့တယ်ဒီလိုမျိုးဇလန်းကောင်းတွေဆက်တင်ဆက်နိုင်ဖို့ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ဖို့ခေါင်းလောင်းလေးကိုနှိပ်ဖို့လည်းမမေ့နဲ့နော်နောက်ထပ်ဇလန်းကောင်းလေးမှာပြန်ဆုံကြတာပေါ့အားလုံးကိုကျေးဇူးတင်ပါတယ်